မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကထိုင်းပတ်စံတွေရဲ့အခေါ်အဝေါ်လေးတွေကိုလာပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ရှင်ကြည့်ကြရအောင်ပထမဦးဆုံးအကျွေစေ့ဆိုတဲ့စကားလုံးကိုအရင်ကြည့်ကြမယ်အကျွေစေ့ကိုထိုင်းလိုရီယန်ရီနဲ့ရန်ပေးထားတယ်ရီရဲ့အပေါ်မှာညီမျှခြင်းလေးပါတဲ့အတွက်နှခမ်းမထော်ပါဘူးရှင်ပြီးရင်ရီမှာကြမယ်ရန်မှာတက်မယ်ရီယန်နှခမ်းမထော်ဘူးနော်ရီယန်လို့မထော်ဘူးနော်ရီယန်အကျွေစေ့โอเคအဲ့ဒါဆိုရင်25ပြားစီကိုထိုင်းလိုရီယန်25สตางค์เหรียญ25สตางค์สตางค์ကိုဖတ်တဲ့အခါမှာစတာရေးချတာစပါပေးထားတယ်အဲ့ဒီနှလုံးကိုစဖတ်ရမယ်ပြီးရင်အနောက်ကနေညလေးနဲ့ပိတ်မယ်สตางค์เหรียญ25สตางค์25ပြားစီပြား90စီကိုเหรียญ50สตางค์เหรียญ50สตางค์เหรียญ50สตางค์ကိန်းဂဏန်းအခေါ်အဝေါ်တွေကိုတော့ဆရာမရှေ့ဗီဒီယိုတွေမှာတင်ပြထားတာရှိပါတယ်မရသေးတဲ့လူတွေရှိရင်တော့အရင်ဗီဒီယိုတွေကိုအရင်လေ့လာကြည့်ပါနော်ပြီးမှဒီသင်ခန်းစာကိုလေ့လာပါနောက်တစ်ခုတပတ်စစ်เหรียญบาทเหรียญบาทเหรียญဆိုတာအကျွေစေ့บาทဒါကဘတ်ပေါ့နော်မြန်မာလိုပြန်တော့ဘတ်သို့မဟုတ်เหรียญ1 บาทလို့လည်းပြောလို့ရပါတယ်ထိုင်းတွေအများစုသုံးတာကြတော့เหรียญบาทအကျွေစေ့တစ်ဘတ်တန်အကျွေစေ့2ဘတ်တန်2ဘတ်စေ့ပေါ့နော်2ဘတ်စေ့เหรียญ2 บาทบาทนะဘတ်မဟုတ်နော်ဘတ်လို့မထွက်ဘူးမြန်မာလူရေးပြတဲ့အခါမှာမြန်မာတွေအတိတ်ပဲပြန်တဲ့အခါဘတ်ဆိုပြီးတော့ပြန်ကြတယ်ဒါပေမဲ့ထိုင်းလိုအတန်ထွက်တဲ့အခါမှာအရင်ဦးဆုံးပါပြီးလိုက်တာပြီးမှအနောက်ကနေဓာတ်လေးနဲ့ပိတ်ပြပါမယ်บาทเหรียญ2 บาทပြီးရင်5ဘတ်စေ့เหรียญ5 บาทเหรียญ5 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 บาท5บาทสิ10 บาทสิเหรียญ10 บาทเหรียญ10 บาทပြန်ပြောမယ်နော်25ပြားစီကိုเหรียญ25สตางค์ပြား90စီကိုเหรียญ50สตางค์တပတ်စီကိုเหรียญบาทသို့မဟုတ်เหรียญ1 บาทနှစ်ဘတ်စီကိုเหรียญ2 บาทအနောက်ကနေနားနဲ့ပိတ်မယ်နော်เหรียญအနောက်ကနေနားနဲ့ပိတ်ပါမယ်ပြီးရင်5ဘတ်စီကိုเหรียญ5 บาทเหรียญ5 บาท10ဘတ်စီကိုเหรียญ10 บาทเหรียญ10 บาทပြန်ပြီးတော့လေ့ကျင့်ကြပါဒီနေ့တော့ဒီလောက်ပါပဲရှင်တတာ Thank you